မူးမြို့နယ်မှာခလာရ83တရင်လက်အောက်ခံတပြည့်ညွတ်စခန်းမှာစစ်ကောင်စီတပ်သားတအုပ်တနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်မှာခလာရ83တရင်လောက်ခန့်တပြည့်ညွတ်စခန်းမှာစစ်ကောင်စီတပ်သားတအုပ်တနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုကပြောဆိုပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားကိုစိုးသူကလက်နက်တက်လက်ကြီး90တောင်းနဲ့အတူမူးမြို့နယ်တရင်8ထန်ကိုလက်နက်ချအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီလိုလက်နက်ချအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားကိုစိုးသူကိုမြို့နယ်တာဝန်ရှိကောင်းဆောင်မှဂုံပြူစုငွေ10သိန်းကျပ်ပေးရချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။အဲဒီလိုအကြမ်းဖက်စစ်ကောင်စီတပ်ကအာဏာရှင်ကိုစန့်ကျင်ပြီးပြည်သူများနဲ့အတူပူးပေါင်းကစစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်သွားမယ်မည်သူ့မဆိုနှွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း KNU မူးမြို့နယ်တာဝန်ရှိသူခေါင်းဆောင်မှတိုက်တွန်းထားကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပေါင်းမြို့နယ်ကပ္ပစ24မှာထွက်လာတဲ့စစ်တပ်ရှိပြည်ကင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သား3ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမြို့နယ်ကပ္ပစ24မှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရှိပြည်ကင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ကြောင်းစိတ်ပြူပျောက်ကြားတကူတော်ကြားဆို LPM မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်ဖေဖော်ဝါရီလ14ရက်နေ့နေ့လယ်12:45မိနစ်ခန့်မှာပေါင်းမြို့နယ်ကပ္ပစ24မှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ရှိပြည်ကင်းအဖွဲ့ကိုတိုက်မိုင်းပရိသတ်3လုံးနဲ့စိတ်ပြူပျောက်တကူတော်ကြားဆို LTF ကဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးကိုမိုင်းထိမှန်ခဲ့ပြီး3ဦးပွဲချင်းမိသေဆုံးက2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတော်လိုင်းရဲဘော်များအထူးကိမရှိဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မိုင်းခွဲတာကိုကျွန်တော်တို့လှမ်းမြင်ရတဲ့ပေါ်စစ်ခွေးတေစင်က3ကောင်ကနေရာမှာပွဲချင်းမိသေးတယ်။2ကောင်ကတော့ဒဏ်ရာအပြင်းထန်ရတဲ့စစ်ခွေး5ကောင်ကစစ်ကြောင်းရှိပြေးကင်းဖြစ်တက်လာတဲ့အချိန်တိုက်ခိုက်ခဲ့တာပေါ့လုံခြုံရေးကလည်းအပြည့်အဝမယူပြီးတဲ့အတွက်မိုင်းကုန်မထောင်နိုင်ခဲ့လို့နောက်ဆုံးလိုက်ရလို့ပါကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့စိတ်ပြူပျောက်ကြားတကူတော်ကြားဆို LTF မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုစိတ်ပြူပျောက်ကြားတကူတော်ကြားဆို LTF ကဥဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးလုံခြုံရေးအမည်နဲ့ပေါင်းမြို့နယ်တောင်ပိုင်းပကဖဆုံ1နဲ့ဆုံ10တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြထားပါတယ်ရှင်။